လူတိုင်းဟာစိတ်အလိုမကျဖြစ်တယ်ဆိုတဲ့အရာကိုတစ်ချိန်မဟုတ်တစ်ချိန်မှာဖြစ်မှုတယ်သို့မဟုတ်နေတိုင်းဖြစ်နေတာလည်းဖြစ်နိုင်တယ်သို့မဟုတ်တစ်ပတ်တစ်ခါဖြစ်နေတာလည်းဖြစ်နိုင်တယ်စိတ်အလိုမကျဘူးဆိုတာဖြစ်တဲ့ဟာလူတိုင်းမှာရှိစိတ်အလိုမကျဖြစ်တာကသူ့ဟာသူဖြစ်တာသဘာဝကျတယ်စိတ်အလိုမကျဖြစ်တာကိုကြာဆွဲမထားဘဲနဲ့ဖြောက်လို့ရနိုင်တဲ့နည်းစနစ်ကိုတော့သိဖို့လိုအပ်တယ်စိတ်ချမ်းသာပြောရှင်းနေလို့ရမယ်ကိုလို့ဆရာရှိတဲ့အလုပ်တွေကိုလုပ်လို့ရမှာဖြစ်စိတ်အလိုမကျတဲ့အကြောင်းရင်းဖြစ်လာပြီဆိုရင်ငါဘာကြောင့်စိတ်အလိုမကျတာလဲဆိုပြီးတော့ကိုယ့်ကိုယ်ကိုတီးချာလေးမေးဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုကိုဖြစ်နေတဲ့ပြဿနာကိုကိုယ်တိုင်ရှာဖွေမှရမှာဖြစ် Neo Linguistic Programming NLP ကျွမ်းကျင်ပညာရှင်တွေကိုမေးပြီးတော့ဖြောက်မယ်ဆိုရင်လည်းဖြောက်လို့ရတယ်ဒါကတော့အကောင်းဆုံးပေါ့နော်ကိုယ်ကမနီးစပ်ဘူးဆိုရင်တော့ကိုယ့်ဘာကိုကျွန်တော်တို့သုံးသက်ကြည့်လို့ရတယ်မနေ့စောစောအိယာထားပြီးတနည်းအားကိုဖုန်းမပါဘဲနဲ့ထွက်သွားတာလည်းဖြစ်နေဖုန်းပါတဲ့ခါကျတော့ဘေးလူတယောက်ပါနေကိုဖြစ်နေတာဖြစ်တဲ့ကြောင့်တယောက်တည်းပြောကြည့်ပါဘာကြောင့်စိတ်လိုမကျအဒီဖြစ်တာလဲဘယ်လိုဖြစ်တာလဲအဲ့တော့စိတ်လိုမကျဖြစ်ပြီးဆိုအလိုမကျတဲ့အကြောင်းရင်းတွေပေါ်လာလိမ့်မယ်ပေါ်လာတဲ့အကြောင်းရင်းမှာပစ္စည်းတစ်ခုထားတာနေရာမကျလို့လည်းဖြစ်နိုင်တယ်ပစ္စည်းတစ်ခုထားတာဆိုတာကိုယ့်ရှိမှာပုံစံမကျလို့ဆိုရင်ကိုပြောင်းလိုက်ပေါ့ဒါဆိုရင်တော့စိတ်အလိုကျလာလိမ့်မယ်နောက်တော့လူတွေအကြောင်းလို့ထင်တယ်ဆိုရင်အကောင်းဆုံးနည်းလမ်းတစ်ခုကတော့အဲ့ဒီလူတွေနဲ့သွားတာစကားပြောတယ်ကိုယ်စိတ်ထဲမှာထင်နေတဲ့သူတွေနဲ့ဘယ်လိုပဲဖြစ်စကားပြောလိုက်ကိုယ်နဲ့သူနဲ့စကားမပြောဆိုရင်လည်းကိုကိုနှိမ့်ချပြီးတော့ငါသူနဲ့သွားစကားပြောမယ်သူလည်းပြောချင်ပါပဲပြောရှင်လေးပြောရင်နဲ့အဲ့အလိုမကျမှုသူနဲ့ပတ်သက်တဲ့အရာတွေရှိလာတော့မှာဟုတ်ပါစိတ်လိုမကျဖြစ်ပြီဆိုရင်အရာဝတ္ထုကြောင့်ဖြစ်တယ်ဆိုရင်အဲ့အရာဝတ္ထုနေရာပြောင်းရွှေ့လိုက်ကိုမျက်လုံးထဲမှာမထားနဲ့သူမဟုတ်ဖြစ်ချင်တဲ့ပုံနဲ့ပြန်တောင်းလိုက်လူတွေကြောင့်ဖြစ်နေတာဆိုရင်တော့အဲ့ဒီလူနဲ့သွားပြီးတော့စကားပြောလိုက်ဒါဆိုရင်တော့စိတ်အလိုမကျမှုအဲ့ဒါနဲ့ပတ်သက်တဲ့အရာကျွန်တော်ရှိမှာမဟုတ်တော့ဘူးအားလုံးကျေးဇူးတင်ပါတယ်